အားလုံးပဲမင်္ဂလာပါခင်ဗျာ customer တက်ကမှန်ထားပါတယ်9သိန်းတန် crib လေးပြပေးပါလားတဲ့မင်းအခုလိုပြောမဲ့ crib လေးက9သိန်းအတိကျတဲ့ crib လေးပဲဖြစ်ပါတယ်ခင်ဗျာဘယ်လိုတော့ပလင်းလေးပါလဲဆိုတာကိုတော့ video လေးကိုအဆုံးထိကြည့်ပေးပါအောင်ခင်ဗျာမုံနှစ်လေးကတော့ original မုံနှစ်လေးပါပဲရိုးရိုး original မုံနှစ်လေးကိုအတုံးပြပေးထားပါတယ် sauce အနေနဲ့ကြတော့ sauce 2မျိုး pizza sauce ကထိုင်း chili sauce ကို2မျိုးတုပ်ပေးထားပါတယ်ခင်ဗျာတော့ပင်တွေကအများကြီးထဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ sauce ကိုများများလေးထည့်ပေးထားပါတယ်ခင်ဗျာပြီးတော့လို့ရှိရင်အသားတော့မလေးထဲမှာဖြစ်ပါတယ်ကြောက်ကြောင်တော့ပင်လေးပါ chicken sausage ပါ smoke အရသာပါတယ် chicken sausage လေးအရင်ဆောက်လို့ကောင်းပါတယ်ပြီးတော့လို့ရှိရင်တူနာငါးလေးကိုတဘူးလုံးအကုန်ထဲမှာဖြစ်ပါတယ်9သိန်းတန် crib လေးဖြစ်တဲ့အတွက်ကြောင့်မလို့တူနာငါးတဘူးလုံးကို customer ကိုထည့်ပေးမှာဖြစ်ပါတယ်ခင်ဗျာအရန်ကိုဆောက်လို့ကောင်းပြီးတော့မှတကယ်ကိုဈေးကြီးတဲ့တူနာငါးလေးကိုအတုံးပြုပေးထားပါတယ်တကယ်ပစ္စည်း quality ပါအရန်ကောင်းတဲ့တူနာငါးလေးပါပဲခင်ဗျာတူနာငါးတဘူးတည်းရင်3သိန်းနဲ့2000ကျပါတယ်ခင်ဗျာအဲ့တော့တူနာငါးလေးထည့်ပြီးွားရင်ကနန်းအသားမြင့်လေးကိုထည့်မှာဖြစ်ပါတယ်ကနန်းအသားမြင့်လေးကလည်းတော်တော်လေးကိုဆောက်လို့ကောင်းတဲ့နေရာမှာပါပါတယ်ခင်ဗျာပြီးွားရင်ပင်လယ်ရင်းညှိပါပင်လယ်ရင်းညှိကပင်လယ်ထဲမှာတော့ဖမ်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပင်လယ်ရင်းညှိကလည်းနည်းနည်းလေးဈေးကြီးပါတယ်ပြီးွားရင် mayonnaise လေးလည်းထည့်ပေးထားပါတယ်ခင်ဗျာစုစုပေါင်းဒီမိုးရဲ့တန်ဖိုးက9သိန်းအတိကျတင်ပါတယ်ခင်ဗျာအားပေးကြတဲ့ customer တွေအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်